ချန်ပီယံဆုတဲ့ရေပန်းအစားဆုံးဖြစ်လာတဲ့အာဆင်နယ်2025-2026 ပရီးမီးယားလိဘောလုံးရာသီချန်ပီယံရေပန်းစားမှုစရင်ကအာဆင်နယ်အသင်းကလက်ရှိချန်ပီယံလီဗာပူးအသင်းကိုကျော်ပြီးတော့ထိပ်ဆုံးနေရာကိုရောက်ရှိလာခဲ့ပြီးရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။အခုရာသီပရီးမီးယားလိပွဲစဉ်မစခင်ကလက်ရှိချန်ပီယံလီဗာပူးအသင်းကချန်ပီယံဆုအတွက်ရေပန်းအစားဆုံးအသင်းဖြစ်ခဲ့ပြီးတော့ပွဲစဉ်6မတိုင်မီအထိလည်းရေပန်းအစားဆုံးဖြစ်နေခဲ့ပါတယ်။အာဆင်နယ်အသင်းကပရီးမီးယားလိပွဲစဉ်6မတိုင်မီမှာခွင့်ချုံးလင်းသာရှိခဲ့ပေမဲ့လည်းဇယားထိပ်ဆုံးမှာရှိနေတဲ့လီဗာပူးအသင်းပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပြီးတဲ့အချိန်မှာတော့အဆင့်နေရာကိုတက်လန်းလာခဲ့တာပဲဖြစ်ပါတယ်။ဝီလန်ဟေးကနောက်ဆုံးထုတ်ပြန်ခဲ့တဲ့ဒီယာရီပရီးမီးယားလိချန်ပီယံဆုအတွက်အလေးပေးချက်မှာတော့အာဆင်နယ်အသင်းက9-4နဲ့ထိပ်ဆုံးကဦးဆောင်နေပြီးတော့လက်ရှိချန်ပီယံလီဗာပူးအသင်းကတော့ခွင့်4ကိုကျဆင်းသွားခဲ့ပါတယ်။မန်စီးတီးအသင်းကတော့9-4နဲ့တတိယနေရာမှာဆက်လက်ရပ်တည်နေပါတယ်။အာဆင်နယ်အသင်းကပရီးမီးယားလိမှာချန်ပီယံဆုကို2003-2004ရာသီကနောက်ဆုံးအကြိမ်ရယူချန်ပီယံဆုနဲ့ဝေးကွာနေခဲ့တာကအခုဆိုရင်10ဆုနဲ့2ခုကျော်ခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်အာဆင်နယ်အသင်းကပြီးခဲ့တဲ့နေရာဒီမှာရော်ကာရဲအက်စီနော်ကက်ကီပါတို့လိုကစားသမားခေါင်းတွေကိုခေါ်ယူပြီးတော့အသင်းကိုအကြီးကျယ်ရေးပြင်ဆင်ခဲ့တာပဲဖြစ်ပါတယ်။အာဆင်နယ်အသင်းကလက်ရှိပရီးမီးယားလိအမှတ်ပေးစရာရပ်တည်မှုမှာ73မှတ်နဲ့အဆင့်နေရာမှာရပ်တည်နေပြီးတော့အမှတ်ပေးစရာထိပ်ဆုံးကလီဗာပူးအသင်းက15မှတ်နဲ့2မှတ်ကွာဟနေသေးတာပါ။ဒါပေမဲ့နောက်လာမယ့်ပရီးမီးယားလိ9ပွဲမှာအာဆင်နယ်အသင်းကပွဲဆောင်နေပြီးတော့လီဗာပူးအသင်းကပွဲဆက်နေတာကြောင့်ဇယားထိပ်ဆုံးနေရာအပြောင်းလဲရှိလာနိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။